မင်္ဂလာပါခင်ဗျာကျွန်တော်နာမည်လဲပဲဖြစ်ပါတယ်ဒါကိုဆရာတို့ကိုဒါကျွန်တော်ရဲ့ member package လေးတွေနဲ့ဒါမိတ်ဆက်ပေးခြင်းတဲ့ဗီဒီယိုပဲဖြစ်ပါတယ်ခင်ဗျာခဏလေးကြာမှကျွန်တော်နောက်ထပ်30ချက်ဗီဒီယိုနှစ်ပုတ်လောက်ကျွန်တော်ထပ်ပြီးတော့အကြိုက်တွင်ကျွန်တော်တင်ပေးပါမယ်ခင်ဗျာအရင်ဆုံးပြောချင်တာဒီကျွန်တော်မှာ member package 2မျိုးရှိပါတယ်ဒါဒီဗီဒီယိုဒီ TikTok မှာတင်လို့မရပါဘူးကျွန်တော် Facebook နဲ့ဒါ YouTube တော့ရည်ရွယ်ပါတယ်ခင်ဗျာကျွန်တော်မှာ member package 2မျိုးရှိပါတယ်စနေတနင်္ဂနွေနေ့ရက်စာကို1000နဲ့ member ဝင်လို့ရပါမယ်ခင်ဗျာကျွန်တော်ထပ်ပြောပါမယ်စနေတနင်္ဂနွေ2ရက်စာဒီနေ့မနက်ဖြန်2ရက်စာကို1000နဲ့မမဝင်လို့ရပါမယ်တရက်မှ9000လောက်ပဲကြားမဲ့ပမာဏပါလက်ဖိတ် share တစ်ခွက်စာပမာဏပဲရှိပါတယ်ခင်ဗျာဗမာဝင်လို့ရမလဲဆိုရင် Viber number 09 88662958နဲ့ Telegram number 09 88662958ဆိုတဲ့နှစ်နေရာမှာဒီစနေနဲ့စနေတနင်္ဂနွေ2ရက်စာကိုမမကြီး1000နဲ့မမဝင်နေမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော် Viber နဲ့ Telegram number တွေကျွန်တော်နောက်တစ်ခေါက်ထပ်ပြီးပြောပြပါမယ် Viber number 09 88662958နဲ့Telegram number 09 88662958ဆိုတဲ့နှစ်နေရာမှာစနေတနင်္ဂနွေနေ့ရက်စာကို1000နဲ့မမဝင်လို့ရမှာဖြစ်ပါတယ်ခင်ဗျာနောက်ထပ်မမ package နောက်တစ်မျိုးနဲ့မိတ်ဆက်ပေးခြင်းပါတယ်အဲ့ဒါလေးကတော့နည်းနည်းလေးဒါကိုဆရာတို့တခြားလေးနားထောင်ပေးစေခြင်းနဲ့ပေါ့နော်ဘာလို့လဲဆိုကိုဆရာတို့ကိုတကယ်ကြီးမနစ်နာအောင်ညဖက်လုံးအကျိုးရှိအောင်လို့ဒါစီစဉ်ပေးထားတဲ့မမ package လေးပဲဖြစ်ပါတယ်ကျွန်တော်ရဲ့အာမခံရောင်းပွဲတွေပါခင်ဗျာဘာလို့အာမခံတာလဲဆိုရင်ကျွန်တော်ပေးတဲ့ပွဲတွေမှားသွားလို့ကိုဆရာတို့လောင်းကြီးရှုံးသွားတယ်ဆိုရင်တော့ကျွန်တော်စီကဝယ်ရတဲ့မမကြီးမရှုံးဘူးဆိုတော့ကျွန်တော်အာမခံတာပါခင်ဗျာမရှုံးတဲ့အပြင်ကိုဆရာတို့ကျွန်တော်ပေးတဲ့ပွဲမှားလို့ကိုဆရာတို့လောင်းကြီးရှုံးရင်ကိုဆရာတို့မမကြီးမရှုံးတဲ့အပြင်ကျွန်တော်ကနောက်ထပ်အဲ့မမကြီး plus နင့်နာကြီးပါထပ်ပြီးပေးဦးမှာပါခင်ဗျာဘယ်လိုရှိမလဲဆိုရင်တညောင်3ပွဲရှိပါမယ်3000နဲ့9000နဲ့တသိန်းနဲ့ဆိုပြီးတော့3ပွဲရှိပါမယ်3ပွဲလုံးယူမယ်ဆိုရင်3,8000ကို3,000ခွဲနဲ့ယူလို့ရမှာဖြစ်သလိုတပွဲချင်းခွဲပြီးဝယ်မယ်ဆိုလဲရပါတယ်ခင်ဗျာအဲ့တော့3000နဲ့မှားသွားခဲ့ရင်3000နဲ့ကျွန်တော်ရောင်းနေပွဲများမှားသွားခဲ့တယ်ဆိုရင်ကိုဆရာတို့အနေနဲ့အဲ့ဒီ3000ဒါမှမဟုတ်ကျွန်တော်ကငွေအစား sorry အဲ့ဒီမမကြီး3000ဒါမှမဟုတ်ပွဲအစားပြန်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ9000နဲ့ဝယ်ပြီးတော့ကိုဆရာတို့နဲ့9000နဲ့ရောင်းပွဲကမှားသွားခဲ့တယ်ဆိုရင်ကိုဆရာတို့ဝယ်ထားတဲ့မမကြီး9000 plus 2000ထပ်ထည့်ပြီးတော့ကျွန်တော်9000ပြန်အမ်းပြီးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာနောက်ထပ်3,000နဲ့ဝယ်ယူတဲ့ကိုဆရာတွေကိုကျွန်တော်ကဘယ်လိုလုပ်ပြီးမှလဲဆိုရင်မတော်တဆများ3,000နဲ့ပွဲမှားသွားခဲ့လို့ရှိရင်ကိုဆရာတို့ဝယ်ယူထားတဲ့မမကြီး3,000 plus နောက်ထပ်3000ထပ်ထည့်ပြီးတော့3,3000ပြန်အမ်းပြီးတော့မှာပဲဖြစ်ပါတယ်ကိုဆရာတို့ပြောချင်နေတာကိုကျွန်တော်နားလိုက်ပါတယ်ကိုဆရာတို့အနေနဲ့ဒါဒီကျွန်တော်ပြန်အမ်းပြီးတဲ့ပမာဏကကိုဆရာတို့တကယ်ထိုးကြီးတဲ့လောင်းကြီးနဲ့ဆိုရင်ဘာမှမရှိဘူးဆိုတာကျွန်တော်နားလိုက်ပါတယ်ဒါပေမဲ့ကျွန်တော်ကတာဝန်ယူမှုတာဝန်ခံမှုတစ်ခုအနေနဲ့ကိုဆရာတို့ကိုဒါနင့်နာကြီးအနေနဲ့ကျွန်တော်ကထည့်ပြီးတော့အမ်းပြီးတာပဲဖြစ်ပါတယ်ကျွန်တော်ဒီမမရောင်းပွဲဒီအမကရောင်းပွဲတွေရဲ့ရည်ရွယ်ချက်တွေတစ်ခုပါပဲကိုဆရာတို့မနိုင်ရင်ကျွန်တော်လည်းပတ်စံမရအောင်ဒါအယိုးရှင်းဆုံးပါပဲကျွန်တော်လုပ်တဲ့လုပ်ဒီဒါဒီထက်ပိုပြီးလဲကျွန်တော်ရိုးရှင်းအောင်ကျွန်တော်မလုပ်ပြတတ်တော့ပါဘူးအဲ့တော့တင်မတချို့ဆိုပြောချင်တယ်ဟာခင်ဗျာထိုးသားပဲရှုံးသွားတာခင်ဗျာကြပတ်စံရတယ်ဒီပါတယ်မျိုးအဲ့လိုမျိုးဖြစ်မှာဆိုလို့ကိုဆရာတို့မနိုင်ရင်ကျွန်တော်ပတ်စံမရပါဘူးခင်ဗျာအဲ့တော့တညကို3ပွဲရှိပါတယ်3000နဲ့9000နဲ့3,000နဲ့ဆိုပြီးတော့3ပွဲရှိပါတယ်ခင်ဗျာ3ပွဲလုံးဝယ်ရင်3,000ခွဲနဲ့ဝယ်လို့ရမှာဖြစ်သလိုတပွဲချင်းလည်းခွဲပြီးဝယ်လို့ရပါတယ်ခင်ဗျာအဲ့ဒီမှာကျွန်တော်ထပ်ပြီးပြောချင်တာကတပွဲချင်းစီမှာ3000နဲ့တော့၎င်း9000နဲ့တော့၎င်း3,000နဲ့တော့၎င်း3မျိုးလုံးဒီအနည်းဆုံးပြား90နိုင်မှကျွန်တော်ကပတ်စံယူမှာပဲဖြစ်ပါတယ်ဥပမာတစ်လုံး40နိုင်ပေါက်တဲ့ပွဲဒီ1စီးနဲ့ပြီးသွားလို့ကျွန်တော်တို့တွေခင်ဗျားတို့တွေပြား40နိုင်နေဆိုရင်ကျွန်တော်ကအဲ့မန်မာကြီးကိုမယူပါဘူးခင်ဗျာပြား40ပဲနိုင်တဲ့အတွက်ကိုရှာတို့ပြား40အထိနိုင်အောင်ကျွန်တော်ကပြန်အမ်းပြီးသွားမှာပဲဖြစ်ပါတယ်ပြား90ဒါမှမဟုတ်ပြား90အထက်နိုင်မှကျွန်တော်ကပတ်စံယူမှာဖြစ်ပါတယ်ခင်ဗျာနောက်တစ်ခုရှိတာက3ပွဲလုံးဝယ်တဲ့ညီကိုတွေအတွက်ကိုကျွန်တော်ပြောပြပေးချင်တာပါ3ပွဲလုံးဝယ်တဲ့ညီကိုတွေဆိုရင်3ပွဲမှာ2ပွဲနိုင်ပြီးတော့တပွဲရှုံးတယ်ဆိုရင်တော့ကျွန်တော်ကအနိုင်လို့သတ်မှတ်ပါမယ်ခင်ဗျာကျွန်တော်နောက်တစ်ခေါက်ထပ်ပြောပြရစီ3ပွဲမှာ2ပွဲနိုင်တယ်တပွဲရှုံးတယ်ဆိုရင်တော့ကျွန်တော်ကအနိုင်လို့သတ်မှတ်ပြရစီခင်ဗျာအဲ့လိုမှမဟုတ်ဘဲနဲ့3ပွဲမှာ2ပွဲရှုံးပြီးတော့တပွဲပဲနိုင်နေဆိုရင်3,000ခွဲနဲ့ဝယ်ထားတဲ့ဆရာသမားကိုကျွန်တော်က3,8000ပြန်အမ်းပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နောက်တစ်ခေါက်ထပ်ပြောပြရစီ3ပွဲမှာ2ပွဲရှုံးပြီးတော့တပွဲပဲနိုင်ခဲ့မယ်ဆိုရင်ကိုဆရာတို့ဝယ်ထားတဲ့3,000ခွဲကိုကျွန်တော်က3,8000ပြန်အမ်းပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာမတော်တဆများဒါဖြစ်ခဲတဲ့ဟာမျိုးတွေရှိပါတယ်အလုံးဝအဲ့လိုမျိုးတော်တော်လေးဟို possibility နည်းတယ်ဒါပေမဲ့တချို့အချိန်တွေမှာဖြစ်တတ်တယ်ဘာလဲဆိုတော့3ပွဲလုံးပေးပြီးတော့3ပွဲလုံးရှုံးသွားတဲ့အခါကျရင်ကိုဆရာတို့ကိုကျွန်တော်က2,000ဟုတ်တယ်2,000ပြန်အမ်းပြီးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ sorry ပါကျွန်တော်နောက်တစ်ခေါက်ထပ်ပြောပြစီ
3ပွဲလုံးများခြေချော်လက်ချော်ကျွန်တော်ရောင်းတဲ့3ပွဲလုံးများရှုံးသွားခဲ့လို့ရှိရင်ဝယ်ကြီးတပိန်ခွဲ plus နောက်ထပ်9000နဲ့ကျွန်တော်2သိန်းပြန်အမ်းပြီးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာဒီပွဲတွေဒီလေခုနကျွန်တော်ပြောခဲ့သလိုပဲအနည်းဆုံးပြား90နိုင်မှကျွန်တော်ပတ်စံယူပါမယ်ပြား40အထိနိုင်တော့မှပဲကျွန်တော်ပတ်စံမယူပါဘူးခင်ဗျာအဲ့တော့အဲ့ဒီအာမခံရောင်းပွဲ3000နဲ့9000နဲ့တသိန်းနဲ့တွေကိုဝယ်ခြင်းနဲ့ဆိုရင်တော့ကိုရှာတို့တေချာလေးလိုက်မှတ်ပေးစေချင်ပါတယ် Viber နံပါတ်09 0533 366305ဆိုတဲ့ Viber နံပါတ်တော့၎င်း Telegram သမားတွေဆိုရင်09 0533 366305ဆိုတဲ့ Telegram နံပါတ်မှာဝယ်ယူနိုင်ပါတယ်ခင်ဗျာကျွန်တော်ဖုန်းနံပါတ်လေးနောက်တစ်ခေါက်ထပ်ပြောပြရစီကိုချောင်းအနေနဲ့11ရဲ့အာမခံရောင်းပွဲတွေဖြစ်တဲ့3000နဲ့5000နဲ့တသိန်းနဲ့3မျိုးကိုဝယ်ခြင်းနဲ့ဆိုရင်တော့တပွဲချင်းတော့၎င်း3မလို့တော့၎င်းဝယ်ခြင်းနဲ့ဆိုရင်တော့ Viber နံပါတ်09 0533 366305ဆိုတဲ့ Viber နံပါတ်နဲ့ Telegram နံပါတ်09 0533 366305ဆိုတဲ့နံပါတ်တစ်ခုမှာအာမခံရောင်းပွဲ3ပွဲကိုဝယ်ယူနိုင်ပါပြီခင်ဗျာပွဲမှာရင်အမှန်မှကြီးအရင်ပြန်ပေးရုံသာမကပဲနစ်နာကြီးပါထက်အမ်းပြီးတော့မဲ့ပွဲတွေပဲဖြစ်ပါတယ်အဲ့ဒါပြင်ကိုရှောင်းအနေနဲ့ဒါ normal ဒါပုံလက်သေးသမားမို့လို့ဒါမှမဟုတ်လေပုံမှန်ပဲစော့ကျင်တာမို့လို့လက်သေးပုံမှန်အဲ့လိုကိုရှာတွေအတွက်ဆိုရင်တော့စနေတနင်္ဂနွေနေ့ရက်စာတွေကို1000နဲ့ Viber နံပါတ်09 88662958နဲ့ Telegram နံပါတ်09 88662958ဆိုတဲ့နှစ်နေရာမှာစနေတနင်္ဂနွေနေ့ရက်စာကို1000နဲ့ဝင်နိုင်ပါပြီခင်ဗျာကျေးဇူးများဒီမှာလည်းကျွန်တော်ခဏလေးကြာနောက်တဲ့ဗီဒီယိုနဲ့ပြန်တက်လာခဲ့ပါမယ်ကျွန်တော်မမညီကိုတွေအတွက်ကျွန်တော်အလုပ်လုပ်ပေးလိုက်ပါဦးမယ်ခင်ဗျာဒါအမေးများလာလို့ဒါကျွန်တော်ကိုရှာတို့ကိုတစ်ခါထပ်ပြီးတော့ရှင်းပြပေးလိုက်တာပဲဖြစ်ပါတယ်ကျေးဇူးများဒီမှာလည်းညနိုင်ကြပါသေးခင်ဗျာကျွန်တော်မမညီကိုတွေကျွန်တော်အလုပ်လုပ်ပေးလိုက်ပါဦးမယ်ခင်ဗျာ